အမျိုးသားတစ်ယောက်ကညတိုင်းတကောင်ရံအချိန်မှာသူ့ရဲ့မိထွေးညီမအခန်းထဲကိုတိတ်တဆိတ်လာပြီးမနက်9 နာရီအထိအတူရှိနေခဲ့တဲ့သူတို့အမေရဲ့ခြေတံကြားလိုက်တာနဲ့အမြဲတမ်းတစ်ယောက်နဲ့တစ်ယောက်ချက်ချင်းဝေးကွာသွားကြတယ်ဒီထူးဆန်းတဲ့ဆက်ဆံရေးက9 နှစ်ကြာခဲ့ပြီဖြစ်ပါတယ်လွန်ခဲ့တဲ့10 နှစ်ကသူတို့ရဲ့မိဘတွေလက်ထပ်ခဲ့တာကြောင့်သူတို့နှစ်ယောက်ဟာတွေးသားမဆိုင်တဲ့မောင်နှမဖြစ်လာခဲ့ကြတယ်အသက်18 နှစ်ပြည့်တဲ့အချိန်မှာတော့အမျိုးသားကသူ့မိထွေးညီမရဲ့ဒဏ်ရာတွေကိုတွေ့ရှိခဲ့တဲ့စာမျက်နှာတိုင်းမှာသူ့နာမည်နဲ့ပြည့်နေခဲ့တယ်မင်းကလေးကသူ့ရဲ့လျှို့ဝှက်ချက်ကိုသိသွားရင်မုန်းသွားမယ်လို့ထင်ခဲ့ပေမဲ့အံ့အားသင့်စရာကသူကနမ်းပြီးသူမရဲ့ခံစားချက်ကိုလက်ခံခဲ့တယ်အဲ့ဒီနေ့ကစပြီးသူတို့နှစ်ယောက်လျှို့ဝှက်ချစ်သူတွေဖြစ်လာခဲ့ကြတယ်မင်းကလေးကသူတို့ရဲ့ပျော်ရွှင်မှုတွေထာဝရတည်ရှိမယ်လို့ယုံကြည်ခဲ့တယ်ဒါပေမဲ့တနေ့မှာတော့သူမကသူ့အကိုနဲ့သူ့တငယ်ချင်းတွေရဲ့တွေ့ဆုံပွဲကိုလိုက်သွားခဲ့တယ်အဲ့ဒီမှာသူ့တငယ်ချင်းတစ်ယောက်ကသူမနဲ့ဘယ်ချိန်ခွဲမလဲလို့မေးနေတာကိုမတော်တဆကြားလိုက်ရတယ်အဲ့ဒီအချိန်မှာသူမသိလိုက်ရတာကအမှန်တရားဟာအယမ်းနာကျင်စရာဖြစ်နေခဲ့တယ်အမျိုးသားရဲ့အရင်မိခင်ကသူငယ်ငယ်တုန်းကဆုံးပါသွားခဲ့ပြီးသူကအဲ့ဒီအဖြစ်အပျက်မှာမိထွေးကပါဝင်ပတ်သက်နေတယ်လို့တန်တရားရှိခဲ့တယ်မိထွေးကသူ့သမီးကိုပဲအရာအလုံးထက်ပိုဂရုစိုက်တာကြောင့်အမျိုးသားကမိန်းကလေးကိုချစ်တယ်လို့ဟန်ဆောင်ခဲ့တာဖြစ်တယ်သူမကအပြေးအဝချစ်မိသွားတဲ့အချိန်မှာစွန့်ပစ်ဖို့သူ့ရဲ့အစီအစဉ်ဖြစ်ခဲ့တယ်ဒါပေမဲ့သူကမိန်းကလေးပြင်သစ်ဘာသာစကားနားလည်နိုင်တယ်ဆိုတာမသိခဲ့ဘူးအမှန်တရားကိုသိပြီးနောက်မိန်းကလေးကသူတို့ရဲ့9 နှစ်ကြာလျှို့ဝှက်ဆက်ဆံရေးကိုအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့တယ်သူမကအင်္ဂလန်မှာပညာသင်ဖို့ရှောက်ထားပြီး10 ရက်အတွင်းထွက်ခွာဖို့စီစဉ်ခဲ့တယ်